တေးဆောင်ဆိုပြတဲ့စင်းနဲ့မကြခင်မင်္ဂလာပွဲကျင်းပမယ်လို့နာမည်ကြီးခဲ့ပေမဲ့လေဇာတိမြေကမော်လမြိုင်သူလေးနဲ့မကြခင်မလက်ထပ်တော့မယ်လို့သတင်းတွေထွက်နေတဲ့တေးဆောင်ဟိဝီယန်မင်္ဂလာပါပရိသတ်ကြီးရှင်လူပြိုကြီးစီးရင်ဝင်နေပြီဖြစ်တဲ့တေးဆောင်ဟိဝီယန်ရဲ့အခြေရေးနဲ့ပတ်သက်ပြီးပရိသတ်တွေတော်တော်များများကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်တေးဆောင်ဟိဝီယန်ကိုပရိသတ်တွေကနှစ်ပေါင်းတော်တော်ကြာအတွဲညီခဲ့တဲ့တေးဆောင်ဆိုပြတဲ့စင်းနဲ့သဘောတူညီခဲ့ကြရာကနေငယ်စဉ်ဆိုပြီးတော့ပရိသတ်တွေကလက်တွဲစေခြင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းအတွင်းမှာလည်းတရုတ်ဆောင်ဟင်းဝင်ရန်ရဲ့ဖခင်ဖြစ်သူကတရုတ်ဆောင်ဟင်းဝင်ရန်ရဲ့မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီးမီဒီယာတွေကနေတဆင့်ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဟင်းဝင်ရန်ရဲ့ဖခင်ကဟင်းဝင်ရန်ရဲ့မင်္ဂလာသတင်းနဲ့ပတ်သက်ပြီးပရိသတ်တွေသိထားကြတာကအမှန်ဖြစ်ကြောင်းအခုနှစ်2025ခုနှစ်အတွင်းသားဖြစ်သူဟင်းဝင်ရန်ရဲ့မင်္ဂလာပွဲကိုကျင်းပသွားမှာဖြစ်ပြီးလူကြီးမိဘတွေကသဘောတူထားတဲ့သူဖြစ်တဲ့အကြောင်းကိုလည်းဖြေကြားထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတော့ပရိသတ်တွေကဟိဝင်ရန်ရဲ့သတို့သမီးဟာဆိုဗီယက်သတင်းပဲဖြစ်လိမ့်မယ်လို့တတိကျယုံကြည်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဟိဝင်ရန်နဲ့ဆိုဗီယက်သတင်းတို့ကိုယ်တိုင်ကတော့မီဒီယာတွေမှာသူတို့နှစ်ယောက်ကချစ်သူတွေဖြစ်ကြောင်းမကြခင်မှာလက်ထပ်ကြမဲ့သူတွေဖြစ်ကြောင်းတရားဝင်ဖြေကြားထားခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့တရုတ်ဆောင်ဟိဝင်ရန်ကစာတိချက်ကျွေမွေးရမြေကမော်လမြိုင်သူချစ်သူမိန်းကလေးနဲ့မင်္ဂလာပွဲအကျိုးဓာတ်ပုံတွေကိုစတင်ရိုက်ကူးနေပြီဖြစ်ကြောင်းဗီဒီယိုဖိုင်တချို့ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဟိဝင်ရန်လက်ထက်မဲ့မိန်းကလေးကဆိုပြည့်သစင်ဟုတ်မနေပဲတခြားသောမိန်းကလေးတယောက်ဖြစ်နေတာကိုပရိသတ်တွေကသိရှိခဲ့ကြရတာလည်းဖြစ်ပါတယ်။ဟိဝင်ရန်ကတော့သူနဲ့ဆိုပြည့်နဲ့ကိုသဘောတူကြတဲ့သူတွေအမြဲတမ်းပျော်ရွှင်စေဖို့အတွက်သူရဲ့ချစ်သူကအင်္ဂါနံနဲ့စားတဲ့အင်္ဂါသမီးလေးဖြစ်ကြောင်းပရိသတ်တွေသဘောကျပြောကြားခဲ့ဘူးတာလည်းဖြစ်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့အနုပညာလောကတွေကမဟုတ်တဲ့တစုံတစ်ယောက်နဲ့လက်ထပ်တော့မှာဖြစ်တဲ့အတွက်ငယ်စဉ်ပရိသတ်တွေကတော့စိတ်မကောင်းဝမ်းနည်းဖြစ်နေကြတာလည်းဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဟိဝင်ရန်လက်ထပ်တဲ့သတို့သမီးလေးအတွက်ပရိသတ်ကြီးကဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။